အားလုံးပဲမင်္ဂလာပါခင်ဗျာ Your Opposite Left မှာပြန်လည်ကြိုဆိုပါရခင်ဗျာအခုဒီဗီဒီယိုမှာကျွန်တော်ကတငယ်ချင်းတို့ကိုအချင်းဘူကတဲ့ထုတ်တဲ့နည်းလေးပေါ့ဗျာဘူကတဲ့ကိုကျွန်တော်တို့ကဘယ်လို remove လုပ်မလဲဆိုတာကိုပြောပြပေးသွားမှာဗျကျွန်တော်အခုသုံးမဲ့ app က Moist ဆိုတဲ့ Moist app လေးပေါ့ဗျာကျွန်တော်ကဒီ app ကို Play Store မှာ editor choice ဆိုပြီးတော့ number 1ရောက်နေတာဟာပေါ့ဗျာဒီရတကယ်အလုပ်ဖြစ်မဖြစ်ကျွန်တော်တို့ကြည့်အောင်ဗျာ okay ဒီ app လေးထဲကိုဝင်မယ်ဒီမှာကျွန်တော်မှတချင်းမရှိသေးဘူးဆိုကျွန်တော်တို့ကဒီ add song ဆိုတဲ့ဟာလေးပုံစံလေးပေါ့ဗျာအဲ့ဒါလေးနှိပ်ပြီးတော့ကျွန်တော်တချင်းစီးနေရသွားရမှာပေါ့ဗျာကျွန်တော် line နဲ့သိမကောင်းဖြစ်တော့ကျွန်တော်ပြတော့ပေါ့ဗျာဒီကျွန်တော်တို့က add song ကနေဒီမှာတချင်းရွေးဆိုလို့ကျွန်တော်တို့ကဒီမှာကျွန်တော်တချင်းဥပမာပြန်အောင်ဒီ app လေးဒီသချင်းကအခုဒီမှာအတန်စီတော့ဗျာဆိုတော့အဲ့ဒါအတန်လေးစီနေဆိုကျွန်တော်တို့ကအတန်ဖြောင်းမယ်ဆိုရင်ကျွန်တော်တို့ကသချင်းအဆိုတော်ရအတန်ဖြောင်းမယ်ဆိုကျွန်တော်တို့ကအပေါ်ဆုံးက microphone နဲ့ဟာကိုတုံညထိထားမှာပေါ့ဗျာကျင်သားဒီတိုင်းပဲ original ပဲထားအောင်ဗျာဒီကျွန်တော်တို့ကအချင်းကိုသိမ်းမယ်ပေါ့ဗျာသိမ်းမယ်ဆိုကျွန်တော်တို့က export မှာ save to device ပြီးတော့မ audio max ဆိုတဲ့ဟာဗျာကျွန်တော်တို့သိမ်းမယ်ဟာ mp3 ဆိုတော့ mp3 ဒီ app ကတကယ်အလုပ်ဖြစ်မဖြစ်ဆိုတော့ကျွန်တော်စမ်းသုံးဖို့ကြံပေးနေဗျာဒီအောင် Play Store မှာ number 1 editor choice ယူပါဗျာတကယ်ဆရာကြီးဆိုတဲ့ app လေးကိုတကယ်ကျွန်တော်က music သိထားပြီဆိုကျွန်တော် music နဲ့ကောင်းဒီမှာတော့ပြန်ပါဗျာကျွန်တော်ဒီချင်းမှာအဆိုတော်ရအတန်မှာတော့ဗျာဒီကိုထပ်ပါမယ်ဒီကေကျွန်တော်ကဆိုတော်တန်ပြန်လို့ရှိရင်ဒီမှာမိုက်ခရိုဖုန်းရဲ့ဟာပြန်ပြဖွဲ့ပေးလိုက်ပါဗျာဘယ်လောက်ဖြစ်ကြားမလား okay စမ်းကြည့်တော့ဘာမှမခက်ဘူး